မော်ဒန်ခေတ်ရေစီးကြောင်းထဲမှာပျော်ရလားကွာဒါလေးတီးလို့ရမလားဒါတော့ AR တိုင်းမော်ချုံမျိုးသွားတဲ့ဗီဒီယိုဗလော့လေးပဲဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်မအူပင်ရောက်တော့နေ့လည်သာစားခဲ့ကြပါတယ်နေ့လည်သာစားပြီးတော့ကျွန်တော်ခရီးကိုဆက်ကြပါတယ်မအူပင်ကနေပြီးတော့ကား2နာရီလောက်စီးပြီးတော့ဒါပုံလေးဆိုတဲ့ရွာလေးကိုကျွန်တော်ရောက်ရှိသွားခဲ့ပါတယ်နောက်နေ့မနေ့ရောက်တော့လေဆဲရဲ့အလားပါရဲ့ဗီဒီယိုလေးနဲ့ရိုက်ခဲ့ပါတယ်တောင်းတော့ဖို့အတွက်ကျွန်တော်တော်တော်စီးခဲ့ကြပါတယ်တောင်းတော့ဖို့အတွက်ကျုံဝဦးလေးကဆက်လီနဲ့တခါလိုက်ဖို့ဖြစ်ပါတယ်ကျုံဝဦးလေးစီမလေးနေ့လည်သာစားခဲ့ပါတယ်ပြီးတော့ကျွန်တော်ကျုံဝတောင်းရောက်ရှိလို့တောင်းရပါတယ်ကျုံဝတောင်းပါလေလူတွေကတော့အနေကြီးတော့ရှိပါတယ်အများကြီးဆိုပေမဲ့အိမ်ပြန်ပြေးတဲ့နေ့များစွာခေဟောင်းလေးတွေပဲမပြောင်းလဲရှိစောစားနေပါတယ်ကျုံဝတောင်းပါဒီတော့သူရေကူးတဲ့ကူးရတဲ့ပါကျုံဝတောင်းဆက်လက်ပြီးတော့လာဖြစ်ပါတယ်ဒီကစားခဲ့ပါသေးတယ်ပြန်ရတော့ပြန်ပါလေပြန်ရတော့ခေါ်လာကြည့်ရင်ပြန်ခဲ့ကြပါလေကလေးတွေလည်းကင်းပြီးဆော့ခဲ့ပါလေညနေရောက်ထမင်းစားပြီးတော့အတပေါ်မှာပြင်းပြလမ်းလျှောက်ခဲ့ကြပါလေဘတ်တကပါလေလူလာဖြစ်တဲ့တင်ကခဏတာလဲကျော်နေပြီးတော့ထွက်ခါလာခဲ့ပါတင်ရှားပွားပါလေတတဘွားခီးတဲ့မြစ်ဖြတ်တန်းလို့တင်ကြသမျှရာတွေမှာဒုက္ခနဲ့တွေ့ရင်ဆိုင်ဖို့အတွက်အင်အားများပါစေဟိုမှာချီစမ်းကွယ်ပန်းဝင်လေးတွေဝင်ကြွလာပါနေညုံငယ်ချင်းရောက်တော့အပင်ဖြန်းလာကကြွေကိုလိုဟာတင်မြလမ်းမှာဝတ်တွားရမှမတွေ့ကိုသာရင်တွားရပါစေကိုမရှိတော့တဲ့ကဘာထဲမှာမင်းဟာကျင်သားရပါစေ